design လာပြီdesign ပတ်သွားတာကမ္ဘာပေါ်ကအကောင်းဆုံးနက္ခတ္တရလေ့လာရေးစခန်းတွေဖြစ်တဲ့ချီလီနိုင်ငံရဲ့ DSO ရဲ့ Varela Telescope VLW Telescope တွေဒါမှမဟုတ် Hubble အာကာသ Telescope တွေနဲ့ဆိုရင်ဂျိုမချူကိုတိုက်ရိုက်မြင်တွေ့နိုင်မှာဖြစ်ပြီးဒါရီယာနှစ်20အစောပိုင်းကာလတုန်းကမဖြစ်နိုင်ဘူးလို့ထင်ခဲ့ရတဲ့အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။ myချီလီနိုင်ငံမှာရှိတဲ့7 mm array ALMA ဒါမှမဟုတ်အခါမှာ large millimeter telescope တွေဟာတက်တန်းလူကျေတလုံးကိုလှည့်ပတ်ဖို့စတင်ဖွဲ့စည်းနေတဲ့ဂျိုစနစ်အကြောင်းကိုလေ့လာနိုင်စေခဲ့ပါတယ်။